ရောက်ကလူကြီးနဲ့မေးလို့ရတယ်ကွာမမေးဘဲနဲ့အဖေနဲ့အဲ့နောက်တစ်ယောက်နဲ့ကိုခေါ်မေးစရာလေးရှိလို့ဆိုခေါ်သွားတယ်ချုပ်ထဲဆွဲထည့်ပလိုက်တာပါဆိုအဲ့ကွာအဲ့တည်မလားအချက်တွေကကွဲကွာကိုရီဆိုလဲကိုရီတိတ်ခါလည်းရှိတယ်တည်မိသားစုတိတ်ခါလည်းရှိရကွာအဲ့တော့တိတ်ခါချတဲ့အမှုနဲ့သူတို့ထပ်ပြီးတရားစွဲတာတဲ့တယောက်တည်းပင်မမှာလဲတဲ့အကူမကြည့်ဘယ်မှာဖမ်းတာလက်ဖေးဆိုင်မှာဖမ်းသွားတာရှင်လက်ဖေးဆိုင်မှာဖမ်းသွားတာလူတွေလည်းအများကြီးပဲကွာတိလားမိသားစုမသိရင်ကွာကိုရီရဲ့အဖေကပဲမသိရင်ဒီကားအောင်နာဘုတ်ကြီးကိုကားအောင်နာဘုတ်ကဘာမှလုပ်လို့လည်းမရစားအောင်တက်ပဲရှိရကွာပေါင်စားလို့လည်းမရရောင်းစားလို့လည်းမရအဲ့ဒါသူတို့စောက်အောင်တော့မရှိပဲဟုတ်တယ်ရန်ကုန်မှာဖမ်းသွားတာအဲ့သူတို့စောက်အောင်တော့မရှိပဲနဲ့အဲ့ဒါကိုအဖေနဲ့အဲ့တယောက်ကိုပွဲစားတယောက်ကိုခေါ်ပြီးတော့ခင်ဗျားတို့မေးစရာရှိလို့ဆိုတော့ခေါ်ပါရန်ကုန်မြို့တောင်ဝင်မြို့ပါတောင်ဝင်မြို့အဲ့ဆိုကွာဒီလားချက်သွေးဖြာနေတာတမရရင်တာချက်သွေးဖြာနေတာမဟုတ်ဘူးလို့ဟုတ်ပဲပါရတော်ရဲတက်လာတကယ်တဲ့ဟွာဖြစ်နေတာကိုပါကိုကြည့်ပဲရဲတောင်းနေအောင်ဘာမှလုပ်တာမဟုတ်တော့ချေကားနဲ့ဖုန်းနံပါတ်ပေးထားမယ်လူရမယ်ခုကကြတော့ရဲမှုနဲ့မဆိုင်တော့ခုကကြတရားရုံးရောက်သွားပြီဖြစ်တာရုံးထုတ်ကရုံးဘက်ကနေတရားရုံးကအမိန့်ချမယ်ဘလူကတရားတည်ရမလားအဲ့ဒါကိုပဲကိုကဆက်လိုက်သွားမှာပဲကုန်တာတော့ကုန်တယ်ရှေ့နေကားတယ်ရှေ့နေကတိုင်ပင်ကကြီးပဲ9000တခါလေးဆွေးနေတာ9000ဒါမလိုက်ရသေးဘူးเนาะအမှုမလိုက်ရသေးဘူးเนาะတိုင်ပင်ဆွေးနေတာပဲ9000ပြီးတော့အဲ့ရုံးအဲ့တွေဝင်ပြီဆိုရင်ဝင်တာနဲ့တထောင်းသားရီလိုပဲပြောလိုက်မကောင်းတော့ပြောတော့တရားရုံးလေးရတယ်လေဟတ်လားတာဝန်မျိုးပါနော်တဲ့အခုတာဝန်တရားရုံးကိုပဲချိန်တာတစ်ပတ်ကို2ချိန်နဲ့ဘယ်နည်းထပ်ချိန်လဲမသိဘူးထင်တာတော့တောက်ကြမဟုတ်ရင်ကြားတာပြီးတော့ထပ်ချိန်မယ်နဲ့တူတယ်သိလားဆိုတော့ဒီကရုံးချင်းသွားရလေရုံးချင်းသွားတော့ဖြစ်ချင်တော့လေကိုကလည်းသိရမလားပုတ်ပပါလေးပဲရဲမေတွေကသိရမလားရဲမေတွေကအာနာပြတာအခုကရဲတွေကအာနာပြတာမဟုတ်တော့ရဲမေတွေကမိမချင်းချင်းအာနာလာပြတိုင်းမှုလေးတဲ့ရန်ကုန်မှာပဲတူတယ်ဟတ်လားဟုတ်ကဲ့ကျေးဇူးပါတတဲ့အခုလိုလေးဟိုဖြစ်ပေးလို့လေရဲမေကအာနာပြတာနော်အမေတိလာရဲမေကအာနာပြသူနဲ့လာတွေ့ရတယ်ဘဲအောင်လဲနဲ့တတဲ့ကိုတွေ့ရောအော်လားတတဲ့ကိုပဲကြည်ရနော်ခြေစကောင်းဆုံးကြည့်ပြီးတတဲ့ကိုပဲလာအောင်နော်တော့တိုင်းကြီးခံရမရနောက်ဆုံးတိုင်းကြီးခံလို့မရရဆိုပြန်တော့မေဆိုပြီးတော့ဖေးလို့သမီးပြန်ပြီလို့အမေပါလားအမေယောက်ျားနဲ့အမေစကားပြောပြီးနေကြသမီးအပြစ်မှစောင့်နေမယ်ဆိုတော့ဟုတ်ယူထားလိုက်မယ်လေနော်ဒါမဲ့တတဲ့ဗလိုင်းဖုံးသွားဆက်တော့ကြိုင်မသူတို့ရရှိရတယ်ဟုတ်လူမိုက်လာတတဲ့မရဘူးတတဲ့မှန်တယ်ဆိုရင်တေးအောင်ဟောဖြစ်တာဖြစ်ချင်တော့အဲ့လက်ထဲမှာကင်ထားတာဖုံးသိလားလက်ကလေဒီလိုဖြစ်နေအမေကဒီလိုဆွဲထားတယ်လားသူသမီးရဲ့လက်ကြော်သူသိရဲ့တတဲ့အမဆိုလဲအဲ့လိုပဲငါမဟုတ်ဘူးလို့ပြောနေ3ခုလောက်ပြောလိုက်ရ3ခုအဲ့သူပြောတာကိုတိုင်းကြီးခံနေနားထောင်နေနောက်ဆုံးမရလက်ကကောက်ပါးရပါပိတ်ချလိုက်တာလို့ရှိရတယ်ကောက်ထုတ်လိုက်တာတော့တဲ့ဆောက်ချင်အမေကသိတော့လေဒီလိုလက်ချထားတာကိုနဲ့ဖုံးကလက်ထဲမှာကင်ထားအဲ့လိုဆိုအမေကလက်ကိုလှမ်းဆွဲထားအမေကတော့သမီးကမလုံးနဲ့ဒီကသူတို့သိရမလားအပြင်မှာဆိုသူတို့ဘာစောက်ကောင်မကြီးမှမဟုတ်အแทမှာဆိုသူတို့ကအာနာကိုလေဟိုမရှိတာကိုထပြီးပြတယ်ရိုက်ပြီးတော့မှတိလားအမေဆွဲလို့တကယ်အမေဆွဲလို့မဆွဲရင်အကောင်မနဲ့တဲနေတာတပွဲတလန်းသူတို့မှပဲအာနာရှမို့တတဲတို့ထို့လဲတိုက်နင်တို့ကြိုက်တဲ့အတိုင်းဒီတိုင်းသူမှဘာအပွင့်မှမရှိဘူးနော်ရဲမေရိုးရဲမေကွာတိလားအဲ့ဒါပဲဒါမဲ့အတည်မလားလူကိုတွေ့ရောကွာလူကိုတွေ့ရောကွာတို့လာတွေ့ရလဲအမှန်တကယ်ကွာတည်မှာတက်မိန်းကလေးဆိုတော့ကွာ
ဝင်သွားရဲတွေကလည်းဘာမှမပြောဘူးသိရမလားရဲတွေကလည်းဘာမှမပြောအေးဆေးပဲဒီမလေးဘယ်လိုလာတွေ့ရတယ်ဗာညာတွေ့ခွင့်လည်းရပြီးသွားပြီအကုန်လုံးအရှိမလဲဟိုရှိမလဲအကုန်လုံးပေးပြီးတော့မှဝင်လာတာကွာနမေးပါ